မြန်မာကိုအရန်ချစ်တယ်ဖားခဲ့ပြီးထမ်းရိုးရအကာပွဲကိုဂိမ်းနစ်ဆန်ချိန်တအောင်လုပ်ပေးခဲ့တဲ့အလှမယ်မီမီပရိသတ်များလုံးပဲမင်္ဂလာပါရှင်77 Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အလှမယ်မီမီကတော့အမြဲတမ်းမြန်မာပြည်ကိုချစ်တယ်မြန်မာလူမျိုးတွေနဲ့မြန်မာဘာသာစကားကိုပဲသဘောကျတယ်ဆိုပြီးပြောနေခဲ့တာဖြစ်ပါတယ်ဒီလိုပြောနေရင်ကပဲထိုင်းနိုင်ငံကိုသွားရောက်ပြီးတော့ထမ်းရိုးရအကာပွဲမှာပါဝင်ဖျော်ဖြေရင်းနဲ့ဂိမ်းနစ်ဆန်ချိန်တအောင်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီအကြောင်းကလက်ရှိမှာတော့တော်တော်လေးပွဲဆူနေကြရပါအလှမယ်မီမီဟာဆိုရင်မြန်မာနိုင်ငံမှာပြဿနာအများဆုံးနဲ့နာမည်အကြီးဆုံးလို့ပြောလို့ရတယ် Miss Grand မြန်မာပြိုင်ပွဲကြီးကနေနိုင်ငံကိုစားပြုအနေနဲ့ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်နာမည်ကျော်လှမယ်နီနီလေးအိမ်နဲ့တဲဆုငိန်တို့ရဲ့စီနီယာကျသူလည်းဖြစ်ပြီးတော့အမြဲတမ်းတက်ကြွရှင်လန်းစွာနဲ့သဘောကောင်းစွာနေထိုင်တဲ့သူလည်းဖြစ်ပါတယ်ဒါကြောင့်သူမကိုမြန်မာပရိသတ်တွေကတော်တော်လေးသဘောကျချစ်ခင်ကြပါတယ်မိမိကငယ်စဉ်ကတည်းကထိုင်းနိုင်ငံမှာနေထိုင်ခဲ့ရဖြစ်ပြီးကရင်လူမျိုးတစ်ယောက်ပါဒါပေမဲ့လည်းမြန်မာစကားကိုမပီတပီနဲ့ပြောပြီးတော့ပရိသတ်တွေရဲ့အချစ်ကိုသိမ့်ပိုက်သွားခဲ့ရပါဒါကြောင့်မလို့လက်ရှိမှာဆိုရင်တော့ထိုင်းနိုင်ငံမှာဒါမှကမြန်မာရုပ်ရှင်လောကမှာပါခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ကူးခွင့်ရနေပါပြီမိမိကတော့မြန်မာနိုင်ငံမှာပဲနေထိုင်ခြင်းပြီးတော့မြန်မာရုပ်ရှင်လောကမှာအောင်မြင်အောင်မဲဆက်လက်စူးစမ်းမယ်လို့အမြဲတမ်းပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာတော့မြန်မာနိုင်ငံမှာကတကြံပွဲကျင်းပခွင့်မရှိအောင်ကြောင့်သူမတို့အဖွဲ့ကတော့ထိုင်းနိုင်ငံကိုပြန်သွားခဲ့ပါတယ်ထိုင်းနိုင်ငံကတကြံပွဲမှာကဲနေခဲ့ကြသလိုထိုင်းရိုးရအကာပွဲကြီးကိုပြုလုပ်တဲ့ချိန်မှာလည်းသူမကတက်ကြွစွာနဲ့ပါဝင်ပေးခဲ့ပါတယ်အရင်ကတော့မြန်မာပြည်ကိုချစ်တဲ့တိုင်းရင်းသူလေးတယောက်ဆိုပြီးပြောနေပေမဲ့သူမကိုပို့ပြီးတော့နာမည်ကြီးအောင်လှုပ်ဆောင်ပေးနိုင်တဲ့ထိုင်းနိုင်ငံမှာပါဝင်ပြီးတော့ဂုဏ်ဆောင်ပေးခဲ့ပါတယ်အခုတော့အလှမယ်မိမိအီးအောင်ထွန်ဝင်းကပြခဲ့တဲ့အထိုင်းရိုးရအကပွဲကြီးကဂိမ်းနစ်ဆန်ချိန်ကိုတင်သွားခဲ့ပြီဖြစ်ပါတယ်ဒီအကပွဲကိုတော့ဧပြီလ19ရက်နေ့ကကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ထိုင်းရိုးရဝစ်စုံလေးနဲ့အတူကပြဖြောပြရင်းနဲ့တကယ့်ကိုစီကားတိုင်းမြိုက်စွာနဲ့စနစ်တကျကပြဖြောပြခဲ့ကြတဲ့ပုံရိပ်လေးတွေကြောင့်အခုလိုမျိုးကမ္ဘာစံချိန်တင်ခဲ့ရပါမြန်မာနိုင်ငံမှာဆိုရင်တော့ဒီလိုမျိုးကမ္ဘာစံချိန်တင်ဖို့ဆိုတာကတော်တော်လေးမလွယ်ပါဘူးအထူးသဖြင့်ကိုယ့်လူမျိုးတွေအစဉ်အဆက်ကျင်းပပြုလုပ်ခဲ့တဲ့တကြံရိုးရာပွဲတော်ကိုတောင်ထိုင်းနိုင်ငံကတူပပြီးတော့သူတို့ပိုင်ဖြစ်အောင်လုပ်နေခဲ့သေးတာပါဒါတွေကိုမြန်မာပြည်ကိုတကယ်ချစ်တဲ့လူမျိုးတွေတိုင်းရင်းသားတွေမှန်ရင်မြန်မာပြည်ဘက်ကနေကာကွယ်ပေးရမှာဖြစ်ပါတယ်အခုကတော့ထိုင်းနိုင်ငံမှာတကြံပွဲကြီးသွားရောက်ဆင်နွှဲနေခဲ့သလိုထိုင်းနိုင်ငံရဲ့အကုံကိုစောင့်နိုင်အောင်လို့ဂိမ်းနစ်ဆန်ချိန်တင်အောင်အထိပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့ဧပြီလ19ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ထိုင်းရိုးရာအကာပွဲကြီးကမကြခင်ရပိုင်းမှာတင်ကမ္ဘာစံချိန်ဂိမ်းနစ်ဆန်ချိန်ကိုတင်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲကြီးကိုတော့ထိုင်းနိုင်ငံရဲ့နာမည်ကျော်ချင်းမိုင်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အလှမယ်မီမီအပါဝင်တခြားသောနာမည်ကျော်များစွာလည်းပါဝင်ကပြခဲ့ရဖြစ်ပြီးတော့တော်တော်လေးလည်းကြည်ကောင်းတာတော့အမှန်ပါပဲ။မီမီကလည်းသူမပါဝင်ကပြခဲ့တဲ့ထိုင်းရိုးရာအကပွဲကြီးအခုလိုကမ္ဘာစံချိန်တင်သွားခဲ့တဲ့အတွက်အရန်ဂုဏ်ယူနေကြောင်းပြောဆိုနေခဲ့ပါတယ်။အရင်ကတော့မြန်မာနိုင်ငံကိုအရန်ချစ်တယ်ဆိုပြီးတော့ဖားနေခဲ့ပေမဲ့အခုလိုမျိုးထိုင်းနိုင်ငံရဲ့ဂုဏ်ကိုဆောင်ပေးခဲ့တဲ့လောက်ရကတော့တော်တော်လေးကိုမသိတော်လာပါဘူးမြန်မာပြည်ကိုချစ်ပေမယ့်ထိုင်းနိုင်ငံကိုဂိမ်းနစ်ဆန်ချိန်တအောင်လုပ်ပေးခဲ့တဲ့အလှမယ်မိမိရဲ့အခုလိုအပြစ်မှုတွေပေါ်မှာထင်မြင်ကြလေးတွေရှိရင်လည်းပြောသွားခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်